ငါကောင်းကင်မှာတစုံတရာအခြားတစ်ပါးသောနေမင်းကလင်းမလာခဲ့ပါဘူးငါအတွက်တာတစုံတရာအခြားတစ်ပါးသောဘယ်ကျဲပွဲမှဝင်မလက်ခဲ့ပါဘူးလင်းလိုများသည်သူတို့ကြောက်ကူထဲမှထွက်လာပြီးတစ်တော်ထဲမှအစာရှာကြသည်ဈေးကွက်တွေကလည်းညအခါမှတစ်ကောင်းထဲမှထွက်လာကအစာရှာကြသည်ပိုင်စိုးမှညကြည့်မှန်ပြောင်းတလက်ပါလာသဖြင့်ထိုမှန်ပြောင်းကိုသူတို့တယောက်တလဲယူကြည့်ကြသည်သူတို့ကိုအမှောင်ထဲမှာတိတ်တဆိတ်ဆောင်ကြည့်နေသောလူသားတွေရှိနေသည်ဟုသူတို့သတိထားမိဟန်မတူလှလိုက်တာစုကျဲလျံကဘွေပြီးပခုံးကိုမိတော့မလို့နီကလျက်ထိုင်နေရမှရင်သက်ရှုမောဟန်ဖြင့်ဒီတို့ရေရလာ၏ငွေဝန်းသည်ကောင်းငင်ကကျဲများကိုလိုက်ရှာနေရင်းကစိတ်ထဲမှာတမျိုးခံစားလိုက်ရသည်တယောက်ယောက်မိမိကိုကြည်နေလိမ့်မည်သူမှသိသည်ဘယ်သူဖြစ်မလဲမလုံမလဲနဲ့နောက်ဖက်သို့မျက်လုံးရောက်သွားသည်ဥသည်သူမိမိအားငေးကြည့်နေသည်ကိုအမှောင်ထဲမှာပင်တည်သားနေသည်ငွေဝန်းရှင်နဲ့တက်ခနဲ့ခုံသွားကကောင်းကင်စီသို့မျက်နှာပြန်လွှဲယူလိုက်ရပါသည်ပွေပြီးနေဟိုမှာလိပ်စာအတီးဖြင့်ငါစီစာရေးမှာမဟုတ်လားစုကျဲလျံကခတ်တူတူမေးသည်သူ့အကိုတော့ကြာဟန်မတူငွေဝန်းကတော့ကောင်းကောင်းကြားလိုက်ရလေသည်ရေးမှာပေါ့ဂျူလီယာရဲ့နင်ကလည်းပြောစရာလိုသေးလို့လားနင်ကိုငါအံ့ဩတဲ့ပွေပြီးသိလားနင်လေငါတို့တွေနဲ့အဝေးကြီးကိုခွဲပြီးသွားဖို့အကြာကြီးသွားဖို့နည်းနည်းလေးမှမတူဝေဘူးနော်နင်တကယ်တော်တယ်စုကျင်းလျံကမခံကျင်စိတ်လေးရောစွတ်တန်းဖြင့်ချီကျူးစကားပြောတော့ပွေပြီးကအများကြားနိုင်လောက်အောင်ပင်တက်ပြင်းချလိုက်လေသည်ဂျူလီယာနင်ငါကိုတကယ်နားမလည်သေးပါဘူးငါလေးဒီနေရာကနေခွဲပြီးဟိုအဝေးကိုသွားဖို့ပျော်နေရဲလို့ထင်လားရင်ငါပျော်နေရထင်လားပွေပြီးကစုကျဲလျံအားခတ်တူတူမေးတမ်းကြရသည်နင်ထွက်သွားဖို့တက်ကြွနေတာတော့ငါမြင်နေလေပွေပြီးသည်စုကျဲလျံနှင့်ဘေးချင်းရှင်လျက်ထိုင်နေရကနည်းနည်းချင်းဆိုင်ဖြစ်အောင်အနေအထားပြင်းလိုက်သည်ဂျူလီယာပွေပြီးကတူတူလေးခေါ်သည်ထိုနောက်စုကျဲလျံဤပါကိုလက်ညှိုးဖြင့်ခပ်ဖွားဖွားပေါ်တက်လိုက်သည်စုကျဲလျံသည်ပွေပြီးဤလက်ကိုမိမိလက်ဖြင့်ပြန်လဲစုပ်ကိုင်းထားလိုက်သည်ဂျူလီယာငါနင့်ကိုကြပြတပုတ်ရွတ်ပြမယ်နော်နားထောင်မလားစုကျဲလျံစကားမပြောဘဲခေါင်းတစ်ချက်ညှိလိုက်သည်ရောဘတ်ဖရော့ဆိုတဲ့အမေရိကန်ကြပြဆရာကြီးတယောက်ရေးခဲ့တဲ့ကြပြနင့်ကိုငါမြန်မာဘာသာပြန်ရွတ်ပြရမလားအင်္ဂလိပ်ဘာသာနဲ့ရွတ်ပြရမလားလိုက်မီလို့ရွတ်ပြသူတို့နှစ်ယောက်ကြိတ်ကြိတ်ရီမောကြသည်ထိုနောက်တိတ်ဆိတ်သောညတွင်ဇီးကွက်အော်တန်တက်တဲ့မှတပါဘာအတမ်းမှမကြားရသောတခဏပွေပြီးအတန်ခက်ဝဲဝဲလေးသာပြပြပြင်းပြင်းထွက်ပေါ်လာခဲ့သည်ဟောတာဘသူတော့အုပ်လဲကျွန်တော်သိရလို့ထင်ပါတယ်ဒါပေမဲ့သူ့အိမ်ကတော့ရွာထဲမှာပေါ့ကျွန်တော်ဒီမှာရက်ပြီးနှင်းတွေဖုံးလန်းနေတဲ့သူ့တော်အုပ်ကိုစောင့်ကြည့်နေတာကိုသူမြင်မှာမဟုတ်ဘူးနေ့ရဲ့အမှောင်ဆုံးညနေခင်းမှာရေခဲနေတဲ့ကန်နဲ့သူ့တော်အုပ်ကြားမှာနီနီနာနာမှာရာခင်းလည်းမရှိဘဲနဲ့ရက်နေမိတဲ့အခါကျွန်တော်မြင်လေးကတော့ထူဆန်လိုက်တာလို့ထင်ပါပဲမြင်လေးကခြုလေးကိုလှုပ်ခါပြီးအမောင်ရင်တစ်ခုခုများဖြစ်နေသလားလို့မေးတယ်တခြားအတန်ဆိုလို့ပေါ့ပါတဲ့လေးတိုက်ခတ်တန်နဲ့နှင်းပွင့်ဖက်လေးတွေကြဆင်းတန်ပဲရှိတယ်တစ်တော်အုပ်လေးကချစ်စရာမှိုင်းညိုနဲ့ဆိုင်စွာဒါပေမဲ့ကျွန်တော်မှတီးရမယ့်ဂရိတွေနဲ့နောက်ပြီးကျွန်တော်အိတ်မပြောမိတောင်းရမယ့်ခီးမိုင်တွေနဲ့ဖွေပြီးဤကြပြရွတ်တန်တွေအာယုံဆွဲနေလျက်ငွေဝန်းမြေရည်လေလာခဲ့သည်ငွေဝန်းတယောက်တည်းနားထောင်နေတာမဟုတ်ကြံသည့်လူအားလုံးလည်းဖွေပြီးဤကြပြကိုနားထောင်နေခဲ့သည်အားလုံးသည်အသက်ပင်ပြင်းပြင်းမရှိပဲငြိမ်သက်တိတ်ဆိတ်နေခဲ့ကြသည်ဂျူလီယာဖွေပြီးကတူတူလေးခေါ်လာ၏ငါမလေးရှေ့ဆက်သွားရမယ့်ခီးမိုင်တွေကအများကြီးကြံသေးတယ်ဂျူလီယာရဲ့ငါ့ကိုနားလေပါနော်ချုံမော့တောင်းပန်သည့်အခါစုကျဲလျံခတ်တဲ့ရှိုင်ကိုလိုက်လေသည်ဂျူလီယာ
စုကျဲလျံကဖွေးပြီးအားမိတွဲလိုက်လေသည်တစ်ပင်အရေးအမောင်ထဲမှရှိသောငွေဝန်းကိုသူတို့မမြင်မှန်းသိပေမယ့်အားနာသွားပြီးငွေဝန်းကမန်းကရန်မျက်နှာလွှဲပြလိုက်ရသည်ထိုအခါငွေဝန်းနှင့်ပိုင်ဆိုးအကြည့်ချင်းဆုံသွားလေသည်ပိုင်ဆိုးကအမောင်ထဲမှမိမိအားပြုံးပြလိုက်သည်ဟုငွေဝန်းခံစားလိုက်ရသည်သူမပြန်ပြုံးပြလိုက်ဖို့ကောင်းသည်သို့သောသူမကိုဘသူကမှအထင်မလွဲစေခြင်းပါဟင်သူမမျက်နှာပြန်ပြီးလွှဲပြလိုက်ရသည်ငွေဝန်းကောင်းကင်ကိုမော်ကြည့်လိုက်သည်နှင်းတွေကတဖွဲဖွဲကြလျက်မိသေးသွားပြီဖြစ်သောမိဖို့စီမအပူငွေလေးကသူမတို့ကိုအနှွေးထက်လုံးလောက်စွာမပေးနိုင်ခဲ့ပတ်ဝန်းကျင်သည်စိတ်ရည်အေးလေးသည်ငွေဝန်းရှင်ထဲမှနှစ်သိမ်းမှုတစ်ခုကိုလေးလေးပင်ပင်ခံစားနေရသည်ဝမ်းနည်းမှုလားခါသည်မှုလားအထီးကျန်မှုလားသူမထိုင်ရမှထိုင်ရလိုက်သည်သွားအိပ်ဖို့အချိန်တန်ပြီကျမအိပ်တော့မယ်နော် Good night ဘယ်သူရဲ့လို့မဟုတ်ပဲအားလုံးကိုခြုံ၍နှုတ်ဆက်လိုက်ပိုင်ဆိုးကပြန်နှုတ်ဆက်သည်ငွေဝန်းအိပ်ရမည်တဲစီသို့အသာလှည့်ထွက်လာခဲ့သည်ချမ်းလိုက်တာတောင်ဆောင်သည်အကာအကွယ်မက်လျက်တိမ်တို့ဖြင့်ဖုံးလွှမ်းနေသည်အေးတက်သည်အသားထဲမှအယိုးတဲ့အထိဖောက်လျက်ဝင်လေသည်လေတစ်ချက်တုတ်ခနဲ့တိုက်ခတ်လိုက်သည့်အခါကြက်သိမ်းထားလျက်တုံခိုက်သွားသည်ဆီယာမနောက်နာစီမှထန်ဦးထန်၏အတန်တိုးတိုးလေးသူမကြားရသည်ဆိုယုံတိုးတိုးလေးဖြစ်သည်သူ့အတန်ဤတုံခါမှုကြောင့်ထိတ်ခနဲရင်ခုန်သွားသည်ငွေဝန်းခြေလန်းတုံကနေရက်ပြစ်လိုက်ရ၏ဆီယာမကိုကျွန်တော်ပြောစရာရှိလို့ဖေရားရီငွေဝန်းလှည့်ကြည့်လိုက်သည်သူကသူမနောက်မှရလျက်ရှိသည်သူမသည်အမှောင်ထဲမှမတဲကွဲသောသူ့မျက်နှာကိုမော်ကြည့်လျက်လက်ဖျားတွေအေးဆက်လာတော့သည်ကျမအိတ်တော်မလို့ခဏလေးပါဆီယာမငွေဝန်းရက်တက်လိုက်သောအခါသူကလည်းရှေ့ဆက်လှမ်းမလာပဲနေရာမှာတင်ရက်နေခဲ့သည်သူဘာပြောချင်သလဲငွေဝန်းသူ့ကိုမော်မကြည့်ပဲမျက်လွှာချနေမိသည်သူ့ခြေထောက်ရှိမှတရဝအငယ်လေးတစ်ကောင်ဖြတ်ပြေးသွား၏ကျွန်တော်ကိုဆီယာမရှောင်းနေတယ်။အိုးသူ့စကားကြောင့်နာကျင်စွာမော်ကြည့်လိုက်မိသည်သူမကိုငုံဆိုင်ကြည့်နေသည်သူ့မျက်လုံးကိုသူမမခွဲခြားတတ်အမောင်ကြောင့်လားသို့မဟုတ်သူ့မျက်လုံးကိုကအတိတ်ပဲဖော်ရခံနေလို့လားကျမမရှောင်ပါဘူးဦးတဲ့ကျမတို့အချိန်ချင်းမတိုက်ဆိုင်တာဖြစ်ပါလိမ့်မယ်တုံခိုက်စွာပြုံးမိသည်သူမ၏အပြုံးကိုမြင်ရမလားသူမအပြုံးမှတစ်ခုခုကိုတွေ့သွားမလားငွေဝန်းမသိရှေ့တော့သူတိုးလာခဲ့လေသည်သူမကနောက်မဆုံးမိသဖြင့်သူမနှင့်သူနီးကပ်သွားသည်သူ့ကိုယ်ငွေနွေးနွေးကြောင့်ချမ်းစိတ်တုန်ခိုင်မှုပင်လျော့နေသွားသည်မိုးတနက်ခင်းကိုတတိယသွားသည်မိမိကိုပွေချလျက်ရာဆောင်တဲလေးစီသို့အပြေးခေါ်သွားသည့်နနက်ခင်းတိမ်တွေပက်လဲဝန်းရံလျက်ဖြူပွေးမှုန်မိုင်းနေသောနနက်ခင်းအဲ့ဒီတုန်းကသူမသူ့ရင်ခွင်နှင့်မျက်နှာအပ်မိသွားခဲ့ဘူးသည်သူမမျက်လုံးတွေဆွလာ၏သူမမျက်ရည်ကျမိတော့မှလားဟင်မဖြစ်ပါဘူးသူ့ရှေ့မှာမျက်ရည်မကျလို့ပါအမောင်ထဲမှာတော့သူမ၏မျက်ရည်အရေးအယောင်ကိုသူမမြင်စေရငွေဝန်းမျက်တောင်တစ်ဖြက်ဖြက်ခံလာ၏သူနောက်ထပ်ခြေတလန်းတိုးလိုက်သည်ငွေဝန်းနှင့်သူထိကပ်သွားသည်ဥတဲ့ကျွန်တော်ကိုဆီယာမနားမလည်ဘူးနော်ကျွန်တော်လေဖယားကြီးသူမရင်ထဲမှာဒိတ်ခနဲဆောင်ခုံသွား၏ဟင်မပြောပါနဲ့ဥတဲ့ကျမကိုဘာမှမပြောပါနဲ့နော်သူမတိုးတိုးလေးတောင်းပန်လိုက်မိသည်ထိုအခါထန်ဦးထန်ခတ်အုပ်ရီမော်လေသည်သူ့ရည်တန်းကခါတတ်မှုသူမအံ့ဩသွားမိသည်အော်ဘာမှမပြောရဘူးလားသူမခေါင်းငုံပြလိုက်၏ကျွန်တော်ဘာပြောမယ်ဆိုတာဆီယာမသိလို့လားသူ
သူ့အတန်ကစိန်ခေါ်တယ်လို့ခက်ရှာရှာထိတ်ကနေလန့်သွားတော့လဲသူမမော်မကြည့်ပါမသိဘဲနဲ့မပြောရဘူးလို့ပိတ်ပင်ထားစီတာကောင်းလားသူမဤလက်ကိုသူကခက်ကြမ်းကြမ်းဆွဲယူလိုက်ပြီးတစုံတစ်ခုကိုလက်ထဲထည့်ပေး၏လက်ကိုကျင်ခဲသွားစေမတက်အေးဆက်တော့ပြီးတော့မာကျော်သောအရာဆီယာမမကြားချင်လောက်အောင်မုန်းနေတဲ့စကားဆိုရင်ကျွန်တော်ကိုအဲ့ဒီဓာတ်နဲ့တခါတည်းသာထိုးတက်လိုက်။အိုးသူမလက်ထဲတွင်စုပ်ကိုင်းမိသောအရာမှာဓမြောင်လက်ကင်ရိုးတစ်ခုဖြစ်မှန်အခုမှတည်သည်။ဒီမေဆီယာမနားထောင်စမ်းပါ။ထန်ဦးထန်သည်အန်ဂျလီရဲ့တင်မာစွာပြောသည်။ကျွန်တော်အသက်15နှစ်သားတုန်းကအမဲလိုက်လို့ရတဲ့ပြောင်းကောင်းကိုအခုထိကျွန်တော်အိမ်ကန်ရှိမှချိတ်ထားတော့မယ်။အဲ့ဒါကိုကျွန်တော်ဂုဏ်ယူတယ်။ဒါပေမဲ့အခုကျွန်တော်ထောင်ချောက်တစ်ခုမှမလုပ်တော့ဘူး။သူ့အတန်ကအဝေးကြီးမှလာနေသလိုပြက်တောင်တိုးတိမ်နေသည်။အဲ့ဒါဘာကြောင့်လဲဆီယာမသိလား။မမျော်လင့်သောစကားကြောင့်ငွေဝန်းကြောင်သွားသည်။ခေါင်းငုံထားရကသူကိုမော်ကြီးလိုက်မိသည့်အထီးပင်ဖြစ်သည်။ထောင်ချောက်မှအမိခံရဘူးမှာထောင်ချောက်မိတဲ့အကောင်တွေကိုကိုချင်းစာတက်သွားတာကိုတက်စရာရှိရင်မိနစ်ချင်းဆိုင်ပြီးအားချင်းရှင်ပြိုင်တက်ပြစ်လိုက်ကိုလင်းမြရင်ကိုနိုင်မယ်သူလင်းမြရင်ကိုရှုံးမယ်ဒါပဲထောင်ချောက်စင်နေဆိုတာကောက်ကျစ်တာပဲတက်တီနေရကြတယ်ဘသူကထောင်ချောက်စင်ပြီးဘသူကအဲ့ဒီထောင်ချောက်မှာမိခံရလို့လဲထန်ဦးထန်ဤခါတီမှုကိုသူမနားမလဲသူဘာကြောင့်ဒီလောက်ခါတီနေရတာလဲသူမတခုခုမေးလိုက်ဖို့ကောင်းသည်ဟုသိသည်သို့တော့တခွန်မှမမေးမိပါအဲ့ဒါကိုပြောမလို့ပါအဲ့ဒါဆီယာမမုန်းတဲ့စကားဆိုရင်ကျွန်တော်ကိုအဲ့ဒီဓာတ်နဲ့ထိုးတက်လိုက်သူ့အတန်ကသူ့ဓာတ်ထပ်ပင်ဆူရှာချော်များသည်သူမခေါင်းခါရမ်းလိုက်မိထို့နောက်သူ့နောက်သို့ဆုပ်လိုက်ပြီးသွားလိုကသွားနိုင်သည်ဟုအမူအရာဖြင့်လက်ဟန်ပြသည်သူမမတုံမလုံးရန်နေစဉ်သူကလည်းသူမခြေအလန်းကိုစောင့်နေဟန်ဖြင့်နောက်ဆုံးလျက်သာရန်နေ၏သူမသည်မိုးကောင်းခင်ကြီးမိမိအပေါ်ပြိုကျပိလာသလိုလေးလံမွန်ကျက်လာသည်ရပြီလေဆီယာမသွားအိမ်မယ်စို့ထန်ဦးထန်ကတိုးတိတ်စွာပြောတော့လဲသူမမလို့ထန်ဦးထန်ကလူအုပ်စုရှိရာသို့တစ်ချက်လှမ်းကြည့်ပြီးနောက်စုတ်ခွာရန်ခြေလမ်းပြင်းသည်ဒါဖြင့်ကျွန်တော်သွားမယ်ခဏလေးသူမသူ့ကိုဖြည့်ရှင်းစရာလိုမည်။အိုးဘာကြောင့်ဖြည့်ရှင်းရမှာလဲ။သူနဲ့ငါနဲ့ဘာမှမဆိုင်ဘူး။သူမစကားမပြောမိအောင်ဇွတ်ပေကခါနှက်ခမ်းတင်းစေထားလိုက်သည်။လက်ထွက်မိဟန်ပြင်းပြီးမှထန်ဦးထန်စကားဆက်၏။အော်ဒါနဲ့တခုကြံသေးတယ်။ဆီယာမသိချင်မလားလို့။ကျွန်တော်ဂျူလီယာနဲ့ပွေပြီးကိုသဘောမတူဘူး။ဘာကြောင့်လဲသိလား။ကျွန်တော်အဖေကိုတေအောင်လုပ်ခဲ့တဲ့လူရဲ့သားဖြစ်နေလို့ဆီယာမထင်လား။အဲ့ဒါမဟုတ်ဘူး။ပွေပြီးကကျွန်တော်တို့နဲ့မျိုးနွယ်ချင်းမတူလို့ဒါပေမဲ့လေပွေပြီးကလိုင်းမိချင်းတော့ဖြစ်နေသေးတယ်။တော်သေးတာပေါ့။ဂျူလီယာကိုလိုင်းမိချင်းမဟုတ်တဲ့မြမတယောက်နဲ့မယူစေချင်ပါဘူး။ကို့မျိုးနွယ်စုကိုကိုထိမ့်သိမ်းရမယ်လေ။ငွေဝန်းသည်ဘဝတွင်ခါတိနာကျင်မှုကိုတခါမှဒီလောက်ပြင်းပြင်းထန်ထန်မခံစားခဲ့ရဘူးပဲ။ကောင်းကင်မှာလာကိုတိမ်တဝက်တစ်ပြက်ဖုံးလွှမ်းသွားသဖြင့်သူ့မျက်နှာပုံမောင်လာ၏ကိုနိုင်ဆီယာမသူလှည့်ထွက်သွားသည့်ခြေတံတိုးတိတ်သွားသည့်အထိသူမမတ်တက်ရက်နေမိစေညသည်ရုတ်တရက်မှောင်မဲတိတ်ဆိတ်သွားသည်အချိန်သည်ဒဏ်ရာကိုမကုစားနိုင်ချုပ်ရိုးတဝက်အမာရွတ်သားဖြစ်စေလိမ့်မည်တစ်ချိန်တွင်ထိုချုပ်ရိုးကွဲပြေး၍တောကအလုံးစုံကိုငကိုအတိုင်းပင်သင်ခန်းစားရမည်သာအဲလီဇဘက်ဂျင်းနီနနက်ခင်းတို့သည်လူသားအတွက်လန်းဆန်းတက်ကြွပွဲကာလဖြစ်သလားငွေဝန်းကတော့လုံးဝမထင်ပါသူမအတွက်ကနနက်ခင်းတော်တော်များများကိုနောင်တဖြင့်ဖွင့်လှစ်ခဲ့ရသည်အခုလိုနနက်ခင်းအပါအဝင်ဖြစ်သည်နိုးတော်မှသာအိမ်မက်ဟုသိလိုက်ရတော့လေမနေစဉ်တုန်းကတကယ်အဖြစ်အပျက်အတိုင်းပါပဲသူမစိတ်ဆောလန်းတာပဲဟုပညာတတ်အသည်ဖြင့်ချက်ချင်းကောက်ချက်ချလိုက်နိုင်တော့လေမတိစိတ်ကတော့လေးလံထိုင်မိုင်းသွားသည်
ကြောက်ကဘာမြင့်သောမြစ်သို့မဟုတ်ချောင်းကျယ်ကိုဟိုဘက်ဒီဘက်တန်းထားသောတရားကြီးတစ်ခုထိုကျိုးတရားကြီးဟုအိမ်မက်ထဲမှတည်နေသည်တရားဤဒီဘက်အစွန်းမှာကငွေဝန်းသည်မြစ်ကိုဖြတ်ကူးဖို့မဝင့်မရဲဖြစ်နေသည်ဟိုဘက်ထိပ်မှာလူတစ်ယောက်သူကလှန်အော်သည်မကြောက်နဲ့လီလာခဲ့ကျွန်တော်စောင့်နေတယ်ဖွန်ဒူလီယန်အတန်ကြောင့်သာဖွန်ဒူလီယန်ဟုတီလိုက်ရတော့လေသူမထိုသူကိုကောင်းကောင်းမမြင်ရကြတိမ်ငွေတွေကတရားအောင်၆ကဘာထဲမှာအလိမ့်လိုက်တက်လာနေလိုက်တာတရားတစ်ဖက်ဆုံးကလည်းအဖြူရောင်ငွေတွေထဲမှာဝိုးတော်ဝါတစ်ပင်တစ်ကိုင်းတွေကလည်းဝါလူတရံကလည်းဝါနေသည်သူမတွန့်ဆုတ်စွာတရားပေါ်တက်လိုက်သည်တရားကညွန့်ပဲ့နေဒီလောက်တရားအကြီးကြီးကမိန်းကလေးတယောက်ဤကိုခန္ဓာကိုယ်တော်မခံနိုင်တော့သလိုပါလားသူမလန့်ပြန်သွားသည်ဆက်လျှောက်ဖို့ကိုကြောက်သွားသည်ပြုတ်ကျသွားခဲ့လျင်သူမသည်ဟိုဘက်ကန်းသို့ရောက်ချင်လာပြီးတဲ့အိမ်မက်ထဲမှာဟိုတစ်ဖက်ကန်းကိုရောက်ဖို့ကလည်းမဖြစ်နိုင်ဘူးဟုဆိုရလောက်အောင်ဝေလွန်လှသည်တိမ်တွေကိုဖျက်ကျော်သွားရမှာတဲ့မမကြီးအဲ့ဒါဖွန်တူလျံပေါ့တေးကြပါသည်သူမသည်လူတကိုစားခံမီမခံမီမရေရာမသေးကြတော့ကျန်းကင်းကိုပင်မမြင်ရတော့တိမ်တွေတိုးဝင်သလိုသာခံစားရတော့တရားတစ်ခုပေါ်မှာမိုက်မဲစွာပင်တလန်းချင်းတိုးသွားနေခဲ့သည်ဒီဘက်ကမ်းမှာကသူမကိုမသွားပါနဲ့ဟုတားမြစ်မိသူတယောက်မှမရှိသူမသည်အိမ်မက်ထဲမှာပင်ဆုံးဖြတ်ချက်ကိုကုညီမိသူဝေဖန်ပိုင်းခြားပေးမိသူကိုမျှော်လင့်နေသေးသည်ဒါကြောင့်သာပေါ့တရားဒီဘက်ထိပ်ကိုပြန်လဲငဲ့ကြည့်မိခဲ့သေးတာဝမ်းနေစရာကောင်းလာသည်သူမအနောက်မှာဘသူမှမရှိဘာမှမရှိနက်နက်လေးမှသူမသတိရသည်မှာပိုင်ဆိုးကဘယ်ရောက်နေလဲဟုသောအတွေ့ပင်ဖြစ်သည်ပိုင်ဆိုးသာအိမ်မက်ထဲမှာပါဝင်ခဲ့လျင်သူမတရားကိုဖြတ်ကူးမိမည်မဟုတ်ပိုင်ဆိုးကတားမြစ်မှာပေါ့ကို့အိမ်မက်ထဲမှာမင်းကဘာကြောင့်မပါရတာလဲမင်းသာပါခဲ့ရင်အခုလို့အခန်းတကာခောက်တံတစ်ခုကြောင့်သူမအတွေ့တွေရက်တန်းသွားသည်ဂျူလီယာထန်ဦးထန်ဤအတန်အော်သူမအိမ်မက်ထဲမှာထန်ဦးထန်လည်းမပါဘူးဟုသတိရသွားသည်အိယာထဲမှာပြုံးကနေထားထားရင်ဟိုဘက်ကရင်ကစုကျဲလျံစီသို့လှမ်းကြည့်လိုက်သည်တကားခောက်တန်နှင့်ခေါ်တန်ကိုစုကျဲလျံမကြားဘူးလားအိပ်ပျော်နေခြင်းတော့မဟုတ်နိုင်နနက်9 နာရီကမှပိုင်ဆိုးနှင့်စုကျဲလျံတို့ပွေဘီကိုကားဂိတ်သို့လိုက်ပို့ပေးခဲ့တာငွေဝန်းကအိယာထဲမှာပဲကြံနေခဲ့သူစုကျဲလျံဘယ်တော့ကအခန်းထဲပြန်ဝင်လာခဲ့မှမသိအောင်ပြန်အိပ်ပျော်သွားခဲ့မိသည်အဲ့ဒီမနက်ခင်းလေးမှာအိမ်မက်သွားခဲ့တာပါပဲဂျူလီယာတကားအပြင်မှာထန်ဦးထန်ရဲ့အတန်ကခတ်တိုးတိုးဂျူလီယာတကားအပြင်မှာထန်ဦးထန်ရဲ့အတန်ကခတ်တိုးတိုးစုကျင်းလျံဤခေါင်းအောင်သားတွေတောင်စလက်အနီးပွင့်လေးတစ်ပွင့်ကိုမြင်နေရသည်တပွင့်နဲ့ပွေဘီကပေးခဲ့တာလားသို့မဟုတ်ပွေဘီကိုစုကျင်းလျံကပေးလိုက်သည့်ပန်းဤအမွာညီမတပွင့်ပေးပဲလားငွေဝန်းမသိပါကလေးနှစ်ယောက်သည်တယောက်ကတယောက်ကိုပန်းတပွင့်ပေးခဲ့ပြီးတာတေချာသည်စုကျင်းလျံအိတ်နေတယ်ဟုထွက်ပြောဖို့လိုသလားခဏတွေ့ဝေနေမိပြီးမှငွေဝန်းကြပြထား၍တကားကိုဖွင့်လိုက်ရ၏အပြင်မှာချင်းဆောင်ကိုတိုင်းပတ်ချုံထားသောထန်ဦးထန်ကိုတွေ့ရသည်ငွေဝန်းကိုမျက်နှာချင်းဆိုင်လိုက်ရတော့သူ့မျက်နှာခက်အံ့ဖြစ်သွား၏သူမနှကမ်းမှာလက်ညှိုးကိုကန့်လန့်ဖြက်ပြလိုက်သည်အိတ်နေတယ်အော်မအိပ်ရဘူးလေစာအုပ်လူတာကပြီးတော့မယ်ခေါင်းကိုက်နေလို့မလိုက်တော့ဘူးလို့ပြောပေးပါဆီယာမအိယာတွေကစုကျဲလျံကလှမ်းပြောသည်ထိုစကားကိုထန်ဦးထန်လဲကြားသည်သူညီမကိုသူတို့ဘာသာစကားဖြင့်ချော့မော့သလိုတခွန်းလှမ်းပြောသည်ညီမကနောက်ထပ်ဘာမှမပြောတော့ဘဲဆောင်းထဲမှာဆက်ကွေးနေသောအခါသူခေါင်းကုပ်သည်
ထို့နောက်ငွေဝန်းအနီးမှကပ်ခါတကားမှခတ်တုတ်တုတ်ဝင်လာသည်မမျှော်လင့်ပဲသူဝင်လာသဖြင့်ငွေဝန်းကမန်းကရန်နောက်ဆုတ်ဖဲ့ပေးလိုက်ရသည်သူစုကျဲလျက်ကရင်စီသို့ရောက်သွား၏ထို့နောက်ကရင်ပေါ်မှအသာဝင်ထိုင်လိုက်လေသည်ဂျူလီယာထလေးညီမလေးထန်ဦးထန်သည်သူ့ညီမကိုတော့တော်တော်ချစ်သည်ငွေဝန်းသည်အနားမှရက်နေရတာအားနာလာသဖြင့်သွားတိုက်တန်ဆက်ပြနနတုတ်ဘဝစသည်တို့ကိုယူကာရေချိုးခန်းစီသို့ထွက်လာခဲ့သည်ပိုင်စိုးတယောက်တော့မမြင်စာကြီးတိုက်မှာစာအုပ်သွားလူနေရောပေါ့ရေနွေအစင်တဲ့မတွေ့သဖြင့်ရေမချိုးတော့ပဲမျက်နာပဲတက်လိုက်သည်ပြီးတော့အခန်းထဲပြန်မဝင်သေးပဲဧကန်သို့ထွက်လာခဲ့သည်ဧကန်စပွဲပေါ်မှာကော်ဖီဖြောစရာဓာတ်ဘူးနှင့်ပစ္စည်းစုံကိုတွေ့ရသည်သူမကော်ဖီ3 ခွက်ဖြောလျက်တစ်ခွက်ကိုတောက်လိုက်သည်ထို့နောက်ရန်တာသို့ထွက်လာခဲ့သည်တဲခိုကန်နှင့်မျက်စောင်းတို့နေရာလောက်မှရှိသောစာကြီးတိုက်လေးကိုဤနေရာမှာလှမ်းမမြင်ရချေအဲ့ဒီမှာပိုင်ဆိုးရှိနေလိမ့်မည်နနက်9 နာရီခွဲပြီးသွားတော့လေနင်းကမကွဲသည်နင်းမြူတို့သည်လမ်းပေါ်မှာအိမ်ထဲမှာတိမ်နှင့်အတူရောလျက်အုပ်ဆိုင်နေသည်ငွေဝန်း၏အရှိမကာစီနေသောအဖြူရောင်အငွေတူတဲ့သည်နှင်းလားတိမ်လားမခွဲကြတတ်ထို့နောက်မယုံကြည်နိုင်လောက်အောင်အံ့ဩစရာတခုသူမ၏ရင်သည်လှက်ခနဲ့တုန်လှုပ်သွား၏မြင်လိုက်ရသလားဟုတ်မှဟုတ်ပါမလားအဖြူရောင်အငွေတွေကြားထဲမှာလူတစ်ယောက်ကောင်းငိုင်းဆိုင်ဖြင့်ရှောက်သွားနေသည်သူ့လက်ထဲမှာတန်လန်ဆွဲလာသောအရာကအစိမ်းနူအရွက်ဝိုင်းဖားဖားနှင့်အပင်ပေါက်တစ်ခုငွေဝန်းဘာကိုမှမစင်စားမစင်ချင်နိုင်မီလှခနဲ့အတန်ထွက်သွားသည်ဖုန်ကျူလျံသူမ၏အတန်ကကိုယ်တိုင်ကြားနိုင်ရုံသာကျဲ၏အောက်ဘက်လမ်းစီမှဖုန်ကျူလျံကမကြားထို့ကြောင့်ခက်ဝဲဝဲသို့ဆက်လျှောက်သွားနေသည်သူမအတန်ကိုမြင်၍အော်လိုက်ပြန်၏ဖုန်ကျူလျံဖျားရီသူမအတန်သည်တလောကလုံးကြားနိုင်လောက်အောင်ကျဲလောင်လှပါလားသူမပါဇက်ကိုလက်ချောင်းများဖြင့်ရောင်မားစွာပိတ်လိုက်မိသည့်အထီးပင်ဖြစ်၏သို့သောဖုန်ကျူလျံကမကြားဟိုအဝေးသို့ပင်ရောက်သွားပြီအိုးမဖြစ်ဘူးအမိလိုက်မှဖြစ်မှာပေါ့သူမစိတ်မြန်လက်မြန်ပင်လှေကားစီသို့အပြေးအလွှာလှဲကားတတိုင်းတိုင်းပြေးဆင်းသွားမိသည်လမ်းပေါ်ရောက်သည့်အခါမြူငွေတွေကြားမှာသူ့ကိုမှုံဝဝအရေးတစ်ခုသာမြင်ရတော့သည်ဖုန်ကျူလျံထိုအချိန်ကြမှငွေဝန်းအသည့်တစ်ခုဝင်လာသည်ဖုန်ကျူလျံကသေပြီးပြီသို့မဟုတ်သေပြီးပြီဟုယူဆရသည်ဟုတ်မှဟုတ်ပါမလားထိုအခါအပြင်းထန်သည့်လိုသောစိတ်ဖြင့်သူမအပြေးလိုက်ရ၏လမ်းမသည်တောင်ပေါ်လမ်းဖြစ်သဖြင့်အနှိမ့်စီသို့ဆင်းသွားသည်ထိုလမ်းမနောက်တချိုးကွေပြီးတောင်နရံတစ်ခုစီတက်ရသည်လမ်းကျဉ်လေးစီသို့သူမအမော်တကောတက်လိုက်ရသည်ဖုန်ကျူလျံခဏလေးနေပါဦးသူမ၏မောပန်းနွမ်းနေသောအတန်ကိုကြားသွားဟန်ဖြင့်ရှေ့မှာဆိုင်နှင့်သွားနေသောလူကလှည့်ကြည့်သည်မြူငွေများပါလျာသွားသည်သူဝတ်ထားသည့်မိကိုယောက်ျားကင်အင်ချီကိုပင်တဲတဲကွဲကွဲမြင်ရသည်သို့သောသူမျက်နှာအသက်အရွယ်ကြီးရင်သွားသောအသားအယောင်ပိုညိုသွားသောမျက်လုံးတွေပိုပြီးမှိမ့်မိန်သွားသောဖုန်ကျူလျံလားဘာလဲဗျပြုံးချိုဖော်၍စွာမေးလိုက်သောချင်းအမျိုးသားသည်ဖုန်ကျူလျံမှမဟုတ်ပါပဲလားချက်ချင်းပင်မောပန်းနွမ်းနယ်သွားသည့်စိတ်ကိုပြန်တင်းရင်အသက်ကိုမနေရှုနေရသည်မို့စကားတော်တော်နှင့်မပြောနိုင်သူ့လက်ထဲမှာဆွဲထားတာကတော့နှက်စီကမုံမင်းအစင်လူကတော့ဖုန်ကျူလျံမဟုတ်အိမ်မက်ကြောင့်ထင်အောင်ထင်မှဖြစ်တာထင်ပါရဲ့ချင်းမျိုးသားကသူ့လက်ထဲမှာအပင်စီငွေဝန်းရင်အကြည်ရောက်နေသည်ကိုသတိပြုမိဟန်ဖြင့်အပင်ကိုပြန်ငုံကြည့်လိုက်၏အော်ဟိုအဲ့ဒီအပင်သည်အခုမှလက်လက်ဆက်ဆက်ခူးလာခဲ့ပုံဖြင့်မြေကြီးနှင့်နှင်းဆက်တွေရောကဆူဆွနေ၏
အဲ့ဒါနက်စီကမုံပင်လားဟုတ်တယ်ဖွန်တူလျံကသိပြီပဲဟုသူမကိုသူမသတိပေးနေမိ၏ဖွန်တူလျံနှင့်ဆင်တူသောထိုလူထံမှနက်စီကမုံပင်ကိုရနိုင်သလားသူမ၏ဟာခအိမ်မှာအမတ်တရားစိုက်ထားလိုက်ရင်ကောင်းမလားအဲ့ဒီအပင်ကရောက်မို့လားရင်မရောက်ဘူးဗျသူမအာရော်သွားသည်ကျွန်တော်အမေအတွက်ဆေးကြိုရမှာအော်ဖွန်တူလျံနှင့်တူတူထံမှဖွန်တူလျံခုပေးသောအပင်မျိုးထက်တူကိုဖယ်ရနိုင်ပါမလဲလေဟိုဘက်တောင်ကျောမှာရှိတယ်လေခုခိုင်းလို့ရတယ်ပြောပြီးသူလှည့်ထွက်သွားတော့သူမငယ်လေးရဲ့ကြံခဲ့သည်ဆီယာမဟင်သူအတန်လာရနောက်သို့လှည့်ကြည့်လိုက်သည်ထန်ဦးထန်သူမအနီးတွင်ဘယ်အချိန်ကလေးကရောက်နေမှန်းမသိသူ့မျက်လုံးတွေကတင်းမာနေသည်လည်းမဟုတ်လူညံ့ပျော့ပြောင်းနေသည်လည်းမဟုတ်ဆူးရှာတောက်ပနေရတော့အမှန်ပဲဆီယာမအဲ့ဒီအပင်ကိုလိုချင်လို့လားသူမမဖြေနိုင်ဘလို့လုပ်ပြီးဖြေရပါမလဲကျွန်တော်ခူးပေးပါမယ်အလားလန်းကကြောက်တောင်တွေပေါ်မှာကျွန်တော်မြင်ခဲ့တယ်အိုးနေပါစေသူမကမန်ကရန်ညင်လိုက်ရသည်မငင်းပါနဲ့ဆီယာမလိုချင်တာကိုကျွန်တော်ပေးခြင်းတယ်ရိုးသားစွာပြောလိုက်သည့်စကားတွင်လေးနံမှုကိုသူမခံမှန်းမိ၏နေပါစေဥသည်ရဲ့ဒုက္ခများလာပါတယ်ကျမမလိုချင်ပါဘူးကြောက်တောင်ပေါ်မှာတွက်ကက်ပေါက်တတ်သောဤအပင်ကိုသူမအတွက်ဘသူမှခက်ခက်ခက်ခဲခုမပေးစေလိုကြောင်းကိုတော့ဖွင့်ပြောဖို့မဝင်ရဲပါမလိုချင်တဲ့လူကဒီလောက်အဝေးကြီးထိအပြေးလိုက်ပြီးဝယ်မှာမဟုတ်ဘူးလေငွေဝန်းဤအမောတကောပြေးလိုက်မှုကိုသူနားလည်မှုလွယ်သွားပြီသို့တော့ဘလို့နည်းဖြင့်ရှင်းပြရမှန်းလည်းမသိမဟုတ်ဘူးဟုတ်ပါတယ်ကျွန်တော်ခူးပေးမယ်ပြောပြောဆိုဆိုသူပြန်လှည့်ထွက်သွားသည်သူ့ပုံစံကအခုပင်သွားခူးတော့မိဟန်မို့ငွေဝန်းသူ့လက်မောင်းကိုအမှတ်တမဲ့ဆွဲထားလိုက်မိသည်ဟုတ်တယ်သူ့လက်မောင်းမှာသူမလက်တွင်တောင့်တင်းမာကျော်နေသည်မသွားပါနဲ့သူမမှားသွားသည်သူမမှားသွားမှန်းကိုလည်းထန်ဦးထန်သူမနှင့်နိကတ်သောမျက်နှာချင်းဆိုင်မှာရက်လိုက်တော့မှသိသည်တစ်ဖက်မှာတောင်နေရန်တစ်ဖက်မှာကနှိမ့်ဆင်းသွားသောကြောက်ကဘာလေးမှာအိမ်တချို့ပန်းမင်းတချို့ထင်းတချို့သို့သောလူသူကင်းရှင်းနေ၏ထိုအဖြစ်ကသူမတို့နှစ်ယောက်အားပုံမနိကတ်စွာနှွေးထွေးစေသည်ထို့ထက်ပို၍တောင်နေရန်ကသူတို့အားပို၍နိကတ်စေသည်ခက်ဝေးဝေးမှနှင်းစီနံတစ်ခုလေဖြင့်ဝဲဝဲကရောက်လာသည်မခူးပါနဲ့ကျမမလိုချင်ဘူးအော်သူခဏမျက်မှောင်ကျုပ်သွားပြီးမှကျွန်တော်ခူးပေးတာကိုမလိုချင်ဘူးတခြားလူခူးပေးတာကိုပဲလိုချင်တာလားဟုမေးသည်တိမ်ငွေတွေကသူတို့နှစ်ယောက်ကိုဖျက်ကျော်တိုးတိုက်သွားကြသည်ထိုအချိန်တွင်ညတုန်းကသူပြောခဲ့သောခါခါတီတီစကားများကိုသတိရသွား၏ရင်ထဲမှာကျင်ကနေနာသွားသည်မုန်းလိုက်တာရုတ်တရက်သူ့အနီးမှလှည့်ထွက်လာခဲ့လေသည်ငွေဝန်းသည်ပိုင်စိုးနှင့်အတူတောင်ပေါ်ရွာသို့မလိုက်လို့စိတ်တွေလင်းနေသည်ဟုအကြောင်းပြရအောင်လေအကျိုးအကြောင်းစီလျော်မှုမှလွန်နေသည်အဲ့ဒီနေရာတွေမှာတရားရှိသလားဟုတော့မေးပြေ၏မရှိဘူးအမကတရားဖြတ်ခြင်းလို့လားဒါဆိုရင်တော့မဏိပူရကျိုးတရားရှိတယ်တော်တော်ဝေးတယ်ကျိုးတရားသူမတအံ့တောငေးမိသွားသည်မဏိပူရကျိုးတရားတဲ့ဟင်မဖြတ်ချင်ပါဘူးလိုက်ခဲ့ပါအမရေတယောက်တည်းတဲကိုကမ်းမှာကြံခဲ့ရမှာပြင်းစရာကြီးအမလိုက်လာခဲ့ရင်ချစ်တမင်းဟင်းစစ်စစ်ကိုစားရမယ်လမ်းကလည်းတောနဲ့တောင်နဲ့ရေတကွန်လေးတွေနဲ့တိတ်သားရပါတယ်တစ်ခွာတွေလည်းအများကြီးပိုင်ဆိုးကဆွဲဆောင်တတ်သည်ငွေဝန်းအားတင်းကလိုက်သွားသည်တစ်ခွာတွေတဲ့အလက်ကဘာတစ်ခွာမှလမ်းမှမတွေ့နှက်စီကမုံလည်းမရှိတောင်ပေါ်မှာအနေကြသောငွေဝန်းအတွက်တောင်ပေါ်လန်းကဒုက္ခမပေးပါစုကျဲလျက်နှင့်အတူသူတို့နောက်မှတရွေ့ရွေ့လိုက်လာရင်ပန်းပွင့်လေးတွေခူလိုက်လိပ်ပြလှလှလေးတွေကြည်လိုက်နေအိမ်မက်ဤခြောက်ကြားစရာဇက်သိန်းကိုမေ့သွားသည်ရွာကိုရောက်သည့်အခါပိုင်ဆိုးက
ရွာလူကြီးအိမ်တအိမ်မှာလူငယ်တွေနှင့်ဆွေးနွေးစကားဝိုင်းတစ်ခုပြုလုပ်သည်ဒေသခံချင်းမျိုးသားလေးတစ်ယောက်ကပိုင်ဆိုအတွက်စကားပြန်လုပ်ပေးဖို့မြို့မှာလိုက်လာသည်သို့သောလူငယ်တော်တော်များများသည်တွတ်တွတ်လက်လက်မပြောတတ်လင်းသာရှိမည်မြန်မာစကားကိုပြောနိုင်ကြသည်သူတို့စကားထဲမှာတင်ငွေချမ်းမြောက်ဝန်းမွေတစ်ခွာလိပ်ပြားတို့အားတစ်ချက်မှသာစိတ်ဝင်စားနိုင်လျက်ရီဝေမုံမိုင်းသောပတ်ဝန်းကျင်ကိုညီငွေလာသောအမျိုးသမီးနှစ်ယောက်သည်အပြင်ထွက်လာခဲ့တော်သည်ဂျူလီယာဝေးမသွားနဲ့နော်ထန်ဦးထန်ကစစ်ကျေးလျံကိုဦးတီပြောတာမဖြစ်နိုင်မြန်မာလိုပြောလိုက်ခြင်းမဟုတ်လားငွေဝန်းအတွက်ပါရည်ရွယ်ပြီးပြောလိုက်ခြင်းပင်ဖြစ်ပါလိမ့်မည်သူမတို့နှစ်ယောက်သည်ခက်လန်းလန်းကနှစ်ကလေးထိန်အဆောက်အအုံထင်းရှူသားအင်္ဂလိပ်စီသို့လမ်းလျှောက်သွားကြသည်ခက်လန်းလန်းကတောင်ကျောမှာတောင်ရခုတ်ထားပြီးမီးရှို့ထားသည်ဒီဘက်ထိအောင်မီးကိုနန်းကရောက်လာသည်မီးကိုနန်းနှင့်အတူမှုရနံတစ်ခုမွေးလိုက်တာစုကျင်းလျံရဲ့ဘာပန်းနေများပွင့်နေကြပါလေစုကျင်းလျံကအနီးရှိခြုံပင်ထဲသို့တိုးဝင်ကရှာဖွေသည်ထွက်လာသည့်အခါလက်ထဲမှာအဖြူရောင်တော်ပန်းကလေးတစ်ပွင့်ပါလာသည်အဖြူရောင်ပွင့်ချက်လေးတွေကချွန်များများဆီယာမမွေးကြီးငွေဝန်းပန်းကလေးကိုရိုးတံမကိုင်းကမွေကြည့်လိုက်စပယ်နဲ့လေးနဲ့တူသည်တောစပယ်ဆိုတာများလားကျဲလေးနဲ့တူတယ်သူမရေရွံ့မိသည်တစ်ပင်အစိမ်းရောင်ထဲမှာအဖြူရောင်ကျဲလေးပေါ်သူမတွင်းနေကစုကျဲလျံကစကားပြောလာသည်ကောင်းကင်ကကျဲလေးနှလုံးအကြောင်းပါတော့ချင်းပုံမြင်တစ်ပုဒ်ဖြစ်ပါသည်မိဘကဖြတ်သဖြင့်ကွဲကွာသွားသောချစ်သူနှစ်ဦးသည်တေကာနီးတွင်စိတ်နာကျင်စွာဆုတောင်းခဲ့တဲ့ကောင်းကင်မှာကျဲလေးတွေဖြစ်ပြီး3နှစ်တခါပြန်ဆုံပြရစေတဲ့ငန်းဘောကနေထွက်တဲ့အရှိဘက်ကောင်းကင်အဖျားမှာရှိတယ်စောတလင်ကတော့နေဝင်ရာကောင်းကင်ရဲ့အဖျားမှာနေရတယ်ဒီတော့သူတို့ဟာကျဲလေးတွေဖြစ်သွားတာတော့ကောင်းကင်တစ်ခုတည်းအတူမနေရဘူးသူတို့ဟာ3နှစ်မှာတစ်ခါပဲကောင်းကင်ထက်မှာဆုံရတယ်စုကျဲလျံဤလေတံတိုးတိုးအေးလေးကသူမကိုချော့သိမ့်နေသလိုရှိသဖြင့်ကရဝင်းနှင့်တူသောအပင်ကြီးအောက်မှထိုင်နေရင်ကငိုက်မြည်ခြင်းလာသည်ရှာဒီဦးတို့ကစောစောကလောက်မအေးတော့သလိုပဲတိမ်တွေလည်းအနားမှမရှိလေကတော့တိုင်နေပါရဲ့လေကိုကနှွေးနေသလိုစိတ်ထင်လို့များလားမနက်တုန်းကသမီးစိုက်အောင်ဖျားเจ้าတစ်ခုတွေ့တယ်ပွေပြီးတော့ကားထွက်သွားတော့အပြန်မှာအကိုပိုင်စိုးကိုပူဇာပြီးဖျားเจ้าနဲ့ဝင်ဖျောင်းနိုင်ထုံးပြီးဆုတောင်းခဲ့တယ်ကျမလည်းဆုတောင်းခြင်းနဲ့သမီးဘာဆုတောင်းလဲသိလားဆရာမဘာဆုတောင်းလဲသမီးတို့တည်သွားရင်ကောင်းကင်မှာကြက်လေးနှလုံးဖြစ်ခြင်းနဲ့ဒါပင်ပဲငန်းဘော်တို့ဇော်တလိန်တို့လိုတော့3နှစ်တခါပဲစုံနဲ့ကျဲမဖြစ်ခြင်းပါဘူးနေ့တိုင်းညတိုင်းစုံတွေ့နေဖို့နီးနီးလေးမှာအတူရှိနေတဲ့ကြက်လေးနှလုံးဖြစ်ပြစေလို့ဆုတောင်းတယ်စုကျဲလျင်အတန်မှာတိမ်တိမ်လေးဖြစ်သွားသည်ငွေဝန်းသူမ၏ပခုံးလေးကိုအသာပွေဖက်လျက်ဖြင်းညင်လိုက်လေသည်ဖွန်ထုလျက်ရောသူသေးကနီးဆက်ဆဲတွင်ဘလို့များဆုတောင်းခဲ့ပါလေငွေဝန်းသည်ဖွန်ထုလျက်၏နောက်ဆုံးအချိန်များကိုတခါမှစိတ်လိုလဲရစဉ်းစားမကြည့်မိခဲ့ပေသူမနှင့်အတူကောင်းကင်တစ်ခုထဲမှာကြက်လေးနှလုံးဖြစ်ပြစေလို့များသူမမိကနေဖြစ်သွားသည်မှာတိတ်မကြလိုက်ဘူးဟုထင်ပါသည်ဆီယာမကြီးထထမီးတွေလာနေပြီအထိတ်တလန့်အော်လိုက်သောစုကျဲလျံအတန်ဆူဆူကြောင့်သူမမျက်လုံးဖွင့်ကြည့်လိုက်တော့တောင်ရမီးသည်တောင်ကျောတစ်လျှောက်ဆင်းလာနေပြီကိုမြင်လိုက်ရသည်သူမဘဝတွင်မီးတောင်မီးလျံများကိုအခုလောက်တစ်ခါမှအနီးကပ်မမြင်ဘူးခဲ့တိတ်ကြောက်စရာကောင်းလိမ့်မည်ဟုထင်ထားခဲ့သောမီးတောင်တို့သည်လှပင်လှနေသေးသည်တောင်ရခုတ်ပြီးနေလန်းထားသည့်တစ်ကိုင်းကြောင်များတငုတ်တို့များကိုရှို့သည်မိသည်ကြံထားရခဲ့သောတစ်ပင်သေးသေးလေးများစီသို့ကူလိုက်သည်မှာအနီရောင်ဝိယုံစားများလေးတွင်အုပ်စုလိုက်ဝဲဖြန့်လာသလိုပါပဲမိတော်များသည်အနီရောင်မပြီးအဝါရောင်မကြခက်မိုင်းမိကိုငွေတွေနှင့်ရောနေသည်နေဖြင့်တွေ့နေသောတရွက်တစ်ခက်၆တွေကရွာအနီနေရာအနှံ့တွင်ပြန့်ကျဲနေသည့်အခါ
လေဖြင့်ဝဲလျက်မိကူလေသည်မိတောင်မီလျံဒီကဟိုအဝေးမှအတန်မြည်လျက်ပြစ်ကပ်လာနေတော့လဲငွေဝန်းသည်နေရာမှမထားမီဆီယာမလာလေစုကျင်းလျံကကြောက်လန့်တကြားထပြေးရင်ငွေဝန်းအားလှည့်ခေါ်သည်ငွေဝန်းသည်ညှို့ခံထားရသလိုကြောင်ငေးလျက်ထိုင်နေစေစုကျင်းလျံသည်ငွေဝန်းကိုနားမလဲနိုင်စိတ်လည်းမရှိနိုင်မိသည်မိမိတို့အနာသို့ချက်ချင်းကူးလာတော့မိကိုဆီယာမမယုံဘူးလားပြင်းထန်သောတောင်ပေါ်လေးဖြင့်မိတောင်မီလျံများအော်မြည်သည့်အတန်ကိုကြားလိုက်ရစဉ်မှာတော့စုကျင်းလျံသည်ဘာကိုမှထက်စင်းစားမနေတော့ပဲနေရာမှဖြေတော်သည်မြေပြန်ကွက်လက်ကျဲလွင်သောနေရာစီသို့ပတ်ဝန်းကျင်တစ်ခုလုံးပြေးလွှားအော်ဟစ်တန်တို့ဖြင့်ချက်ချင်းဆူညံလာသည်အတန်တော်တော်များများကမိမတန်နှင့်ကလေးတန်များဟုတည်နေသည်ကလေးဟုတ်ပါရဲ့မိမိတို့ရဲ့အနာမှာကမူကြိုချောင်းကလေးရှိလားမသိငွေဝန်းမှန်ပြီးတော့သူမသိနေတာတခုတည်းခန္ဓာလှပသောတိုးသောပူပြင်းတောက်လောင်နေသောမီလီယံများသည်ခက်လန်းလန်းမှအလုံးရင်းနှင့်ဖြတ်သွားနေကြပြီဟုသောအသည်ကျမလွတ်နိုင်ပါမလားဆီယာမမော်ကြီးပန်းကြီးခေါ်လိုက်သောအတန်တက်တဲ့သူမကြားဘူးနေကြအတန်အခုချိန်မှာတော့ငွေဝန်းသည်ဘာကိုမှအသိစိတ်ဖြင့်ခွဲခြားမသိတော့သူမမှာရှိသည့်တခုတည်းသောအာယုံမှာခလေးငိုတမ်းများမိကြောက်လောင်သဖြင့်တပင်တို့၏တဖြည်းဖြည်းမြည်တမ်းများထို့နောက်အပူချိန်ကသူမစီထီတောင်ဟတ်လာသည်ဟုသူမအံ့ဩတကြီးဖြစ်နေတော့လေခြေတလန်းမှမလန်းမီဆီယာမနောက်ကိုဆုပ်လေအောက်ကိုဆင်းလေထန်ဦးထန်၏အတန်လားဖွန်တူးလျံ၏အတန်လားအတန်လာရာကိုကြည့်မိတော့မိကလကချထားသောမျက်နှာများဝေဝါအငွေ့ပြန်လျက်ဖလီတယောက်ကိုပွေ့ချီပြေးသွားသောလူတစ်ယောက်ဖွန်တူးလျံမဖြစ်နိုင်ဘူးဖွန်တူးလျံကသိပြီးသားပါဟင့်အင်းကျမကြောက်တယ်မစင်ချင်းကျမဒီနေရာမှာပဲနေမယ်အမအလောတကြီးအတန်နဲ့အတူသူမထံသို့ရိတ်ခနဲပြေးလာသောတရံတကူထို့နောက်သူမ၏ကိုယ်ခန္ဓာမှာလှုပ်ရမ်းဆွဲခွာခံလိုက်ရသည်သူ့ကိုယ်ခန္ဓာမီးလောင်နေသလိုပူလိုက်တာအမထဒီမှာနေလို့မဖြစ်ဘူးလေအော်ဟစ်လိုက်သည်အတန်သူမ၏ခန္ဓာကိုယ်သည်ကြောက်တုံးတစ်ခုလိုပင်လေလံနေခဲ့သည်ဟင့်အမဘာဖြစ်နေတာလဲအမကြောင့်မဟုတ်ဘူးသူကသူမပခုံးတစ်ဖက်ကိုစောင့်အောင်ပြီးလှုပ်ခါပြေး၏အမမှာအပြစ်မရှိဘူးလေအမစိတ်မလျှော့ပါနဲ့ဆွဲထုခံလိုက်ရသည့်အခါသူမမတည့်ရမိသွားသည်သူမသည်အသိစိတ်ကင်းမဲ့နေသူပမာဆွဲခိုရသို့တရွတ်တိုက်ပါလာ၏ထို့နောက်ကိုယ်ခန္ဓာကမြောက်ခနဲလေမာလွင့်သွားသည်သူမကိုတယောက်ယောက်ကပွေ့ချီလိုက်တာပဲအိုးပူလိုက်တာသူမသည်မီးလျံတဲ့သို့တကိုယ်လုံးရောက်သွား၏ထို့နောက်မီးနှင့်တဖြည်းဖြည်းပြန်ဝေးသွားသည်ဖွန်တူလျံကသူ့ဟာသူသေးတာတကျွတ်တို့ပြောနေသောအတန်နှင့်တရွေ့ရွေ့ခိုစီးနေရသောလှုပ်ရှားမှုကြောင့်အားပြန်တင်ထားလိုက်မိသည်အမကြောင့်ဘယ်သူမှမသေးဘူးကြားလားမျက်နှာအထက်တက်တဲမှစကားတန်ကောင်းကင်ဘုံကအတန်တစ်ခုကိုကြားနေရတာတော့မဟုတ်ပါဘူးနော်အမဟာစိတ်မာမလို့နဲ့တိတ်ပြော့တာပဲပိုင်ဆိုသူမမျက်လုံးမိတ်ထားမိသဖြင့်မျက်လုံးအိမ်မှပြည့်ရှံလာသောမျက်ရည်တို့သည်စီးကျသွား၏ညကအိမ်မက်မက်တယ်သူမသည်အိမ်မက်ရောင်နေသူလိုပင်ပိုင်ဆိုအားတိုးတိတ်သောအတန်ဖြင့်တိုင်တယ်မိသည်ခဏချင်းပင်လေအေးအေးတိုက်ခတ်နေသောခမူလေးတစ်ခုပေါ်သို့သူမအလိုက်တင်ထိုင်ချလျက်သာရောက်သွားသည်သူမမျက်လုံးကိုဖွင့်ကြည့်လိုက်သောအခါမိမိကိုစိုးရိမ်တကြီးကြည့်နေသောပိုင်ဆိုးကိုမြင်လိုက်ရသည်ဘာကိုအိမ်မက်မက်လို့လဲအမဖွန်တူလျံပိုင်ဆိုးနူးညံ့စွာပြုံးလျက်ခေါင်းရမ်းပြီးနှင့်သိမ့်သည်တော်ပြီဘာမှမတွေးနဲ့တော့ခဏလေးနားလိုက်ကျွန်တော်ပြန်လာခဲ့မယ်ဒီနားမှာပဲနေနော်ကြားလားအမသူအပြေးပြန်ထွက်သွားသောအခါတဝုံဝုံတိုက်ခတ်နေသောလေးနှင့်အတူသူမကြံရည်ခဲသည်အိမ်မက်ကဘယ်လိုအဆုံးသက်သွားပါလိမ့်သူမတရားပေါ်မှာတရွေ့ရွေ့လမ်းလျှောက်နေခဲ့သည်ထို့နောက်ကြောက်စရာအဖြစ်ဘာဖြစ်သွားပါလိမ့်
ဆက်တွေးကြည့်သည်မယားအတွေးကတရားထက်ပိုပြီးကြော်လွန်မသွားသို့သောအိမ်မက်အဆုံးကအဲ့ဒါမဟုတ်ဘူးဆိုတာတော့သူမမှတ်မိနေသည်မသေးနိုင်သောသူတို့အဖို့မသေးနိုင်သောဂုဏ်သတင်းရှိစေတည်းရှင်သောသူတို့အဖို့မသေးနိုင်သောအခြေရှိစေတည်းကြက်ကားလေးသည်အနောက်ဘက်မှတောင်နရံတွေကိုရိတ်ခနဲကြံခဲ့စေလျက်ကြမ်းတမ်းစွာပြေးလေသည်ဆောင်းတွင်ဖြစ်ပါလျက်မိုးကတဲထန်စွာရွာနေသည်အလွန်အေးမြသောဆောင်းလေးသည်မိုးနှင့်ရောလိုက်သည့်အခါမခံမရပ်နိုင်လောက်အောင်အေးခဲထုံကျင်နေတော့သည်မိုးထက်ပိုဆိုးစေသည်မှာငွေဝန်းတို့စီးလာသည်ကကြစ်ကားဖြစ်သည်မို့လေမလုံးခဲ့အမိုးအကာသည်မိုးကာစားသာဖြစ်သည်တိမ်ရောမိုးရောလေရောပေါင်းလိုက်သည့်အခါလက်ပြားခြေပြားတွေထုံကျင်အောင်အေးလာသည်အနွေးတွေကိုနှစ်ထပ်ဝတ်ထားလျက်ကခက်ခိုက်တုံအောင်ခြံနေသည်မိုးရေတွေကကားမှန်မှာအဆက်မပြတ်ပတ်ဖြန်းစီစဉ်နေသဖြင့်ကားရည်တုတ်တန်ကမနိုင်ပေရှေ့ကားမှန်ကိုဖောက်လျက်မြင်ရသည့်မြင်ကွင်းကဝါနေသည်နောက်ပြီးဘာသမ်းမှမကြားရပဲတိတ်ဆိတ်ပျောက်ကွယ်သွားခဲ့သောဖွန်တူလျံသူမကြက်သိမ်းဖြန်ကနေထားသွားသည်ပိုင်စိုးတို့ကားကိုအရေးရောင်တော့မမြင်ရသည်ရေတုတ်တန်ကိုအားမလို့အားမရဖြစ်နေသောကားသမားလေးကမချစ်မရဲဆဲရေးလိုက်သည်ခွေးကဝိုက်ပါကိုလဲပေးပါဆိုတာလဲမပေးဘူးဥတဲ့ကားမှန်မှာလူငွေနဲ့လဲမှုံဝါးနေတယ်မှန်ကိုတစ်စိမ့်လောက်တုတ်ပေးလိုက်ပါလားရတယ်ဆီယာမမလို့ဘူးမစိုးရင်ပါနဲ့တစ်ဖက်တောင်ကျောမှာအစိမ်းရောင်တစ်ပင်တွေနှင့်အနီရောင်ပန်းမွင့်တွေရောလျက်ဝါနေသည်မိမိမျက်လုံးတွေကဝါနေတာလားပတ်ဝန်းကျင်ကိုကမှုံဝါနေတာလားထိုခဏ၌ကားသည်တောင်ကွေ့တစ်ခုကိုကွေလာ၏သို့သောကားတစ်စီးလုံးသည်လေထဲသို့လွင့်သွားသည်ဟောငနဲ့တိုးတိုက်တန်းနှင့်အတူကင်မြောက်ခံလိုက်ရသလိုခုန်သွားသည်ဖျားရီသူမတကိုယ်လုံးလွင့်ကနေလိုက်ဟာသွားသောအသီးနှင့်အတူအောက်သို့ဇောက်ထိုးမုံမျောကျနေပြီဟုသိလိုက်တော်သည်အမေသူမဘေးမှအားကနေအဟိတန်ကိုကြားလိုက်ရပေမယ့်မိုးချင်းတန်လိုကျေလောင်လာသောပောက်ကွဲတန်တစ်ခုအောက်တွင်အော်တန်ကနစ်မြုပ်သွားတော်သည်လူတစ်ယောက်ရိတ်ခနဲကားပေါ်ကလွင့်ကျသွားသည့်အချိန်တွင်ငွေဝန်းသည်တွေ့ယူတွေ့ရန်ကားအမိုးစွန်းကိုလက်ဖြင့်တင်းကျပ်နေအောင်စုပ်ကိုင်းထားမိသည်ငွေဝန်းနှာခေါင်းထဲသို့အစ်ဆက်ထူပြစ်သောလေကဝင်လာသည်ငွေဝန်းကောင်းကအဆက်မတန်ကြီးသွားသည်မီးလောင်မြိုက်သလိုထူပူသွားသည်ကျမတေရတော့မယ်ယခုလိုအဖြစ်မျိုးသူမကြုံရလိမ့်မည်ဟုတွေးမထားမိဥတဲ့သူမအတန်ထွက်ခေါ်လိုက်မိသည်ဟုထင်ပေမယ့်တကယ်တော့သူမနှကန်းတွေကလုံးဝဖွင့်လို့မရခဲ့ကားသည်တစ်ချိန်နေလျက်တဆင့်ပြီးတဆင့်ကျနေသည်ကိုတော့ငွေဝန်းသိသည်ငွေဝန်းကိုသည်မြောက်ခနဲခုံလျက်ကုရှင်နှင့်စောင့်မိသည်မှာအကြိမ်ပေါင်းများစွာငွေဝန်းဘေးမှာအော်ဟစ်တန်ဆူဆူဝါဝါကိုအဆက်မပြတ်ကြားနေရသည်မိမိအတန်လားဟင့်အင်းမဟုတ်ဘူးသူမအတန်မဟုတ်တတိလက်လွတ်မဖြစ်ရမြတ်စွာဘုရားကိုသာတမည်ဟုတွေးသည်တရဏဂုံရွရမည်သို့သောတရဏဂုံဆိုတာဘာပါလဲသူမ၏အုံနှောက်တွေသည်စက္ကန့်ပိုင်းအတွင်းထူပူနေတော့သည်နောက်ဆုံးတွင်သူမကိုခန္ဓာသည်လှုပ်ခုန်ကျဆင်းနေမှုရပ်သွားသည်မျက်စိမှိတ်ထားရာကဖွင့်ကြည့်လိုက်သည့်အချိန်တွင်တကိုယ်လုံးအေးဆက်သွားတော့သည်ငွေဝန်းတို့ကားသည်လေထဲမှတန်လန်းကြီးရက်တန်လျက်ဖျားသခင်သူမနာနာမှာကပ်ပြီးအော်နေသည့်အတန်သည်ပျောက်မသွားသည်အဲ့ဒါမိမိအတန်မဟုတ်စုကျဲလျင်သူမကိုခန္ဓာကိုလှုပ်ကြည့်သည်နာကျင်မှုကိုမခံစားရတကိုယ်လုံးပေါ်ပါနေသည်သူမမသေးဘူးငွေဝန်းမသေးသေးဘူးသို့သောငွေဝန်းမျက်လုံးတွေကိုစိတ်ကပ်သောအရာများကဖုံးအုပ်သွားသည်တလောကလုံးလေတိုက်တံမှလွဲ၍ဘာတံမှမကြားရလောက်ကြပါအောင်ကြတော့မယ်ကာကြီးကြတော့မယ်စုကျဲလျင်ထန်ဦးထန်ရောမိုးဝေနောက်ကျနေသောကောင်းကိုရှင်းလင်းကြည်လင်းအောင်ခါရန်ပြစ်လိုက်သည်
ထိုအခါငွေဝန်းတစ်ခုလုံးညှိ့ကနေလှုပ်သွားလေသည်စက္ကန့်ပိုင်းအတွင်းအဖြစ်အပျက်ကိုငွေဝန်းပြန်စုစည်းမိသည်သူတို့ကားသည်ကြောက်ထဲသို့ပြုတ်ကျသွားသည်ကြောက်အောက်ခြေထိတော့မရောက်သေးသူတို့ဘေးတွင်တစ်ပင်တွေအကိုင်းတွေရှိတော့လေဒါကတောင်နှရတစ်ခုသာဖြစ်သည်ကားရဲသို့တစ်ကိုင်းတစ်ရွက်တွေနှင့်အတူတိမ်တွေပါဝင်နေပြီကားသည်တစ်ပင်တစ်ခုပေါ်တွင်တဲတဲလေးတင်နေခြင်းဖြစ်မှန်သိလိုက်သည့်အချိန်တွင်ငွေဝန်းတစ်ကိုယ်လုံးအေးခဲထုံကျင်သွားလေသည်သူမတစ်ကိုယ်လုံးရိမ့်ရိုင်သွားအောင်လှုပ်ခါရမ်းနေသည်ဘသူကလှုပ်တာလဲမိမိကိုလှုပ်ခါနေသောအရာမှာလူမဟုတ်လေဖြစ်သည်ပြင်းထန်သောလေသည်ကားတစ်စီးလုံးတင်နေသောတစ်ကိုင်းကိုဟိုဘက်ဒီဘက်ရင်ခနေအောင်တိုက်ခိုက်လျက်ရှိလေသည်သူမရှိတွင်အနက်ရောက်ထန်ဟုထန်သည်ကားရှိကန်းတွင်ခေါင်းကိုက်ဆိုင်ကြလျက်ရှိသည်ဖျားရည်ရှင်မသေးနဲ့ကျမတို့ကိုထားခဲ့ပြီးရှင်မသေးနဲ့စုကျဲလျံသည်သူမဘေးမှာတကိုယ်လုံးတဆက်ဆက်တုံလျက်ငိုကြွေးနေသည်သူမကိုမိလျက်ငိုနေသဖြင့်ကိုယ်ခန္ဓာချင်းထိကပ်နေသောမိမိကိုယ်ကပါတုန်ခါနေခြင်းဖြစ်သည်ဂျူလီယာမငိုနဲ့တို့တွေဘာမှမဖြစ်ဘူးတို့အပေါ်ကိုပြန်တက်ရမယ်စုကျဲလျံတုန်ခိုက်စွာငိုနေစေဂျူလီယာနေစမ်းပါအောင်ငွေဝန်းအတန်တစ်ခုခုကြားရသလိုပဲလေတိုးတန်လားတစ်ရက်တေးလှုပ်ခတ်တန်လားခေါ်တန်လားအပေါ်ဘက်စီမှာအတန်တက်တဲ့ကိုသူမတကယ်ကိုကြားလိုက်ရသည်ပိုင်စိုး၏အတန်ဟုမှတ်မိသွားသောအခါသူမတကိုယ်လုံးစိတ်သက်သာရမှုဖြင့်ပေါ်ပါလွင်မျောသွား၏ကိုထန်၏အတန်လာရသောသူမမော်ကြည့်လိုက်သည်သို့သောအထက်တက်တဲ့မှာမဲနက်သောတောင်ကဘာရံကြီးကစီမိုးနေသည်ထိုနယံစီမလွဲ၍တခြားဘာမှမမြင်ရသူမပြန်လဲဟစ်အော်၍အတန်ပေးလိုက်သည်ပိုင်စိုးရည်သူ့နာမည်ကိုသူမအတန်ကုန်ဟစ်အော်လိုက်သည်ကျိုးချပေးလိုက်မယ်ကျိုးကြလားအထက်ကအတန်ကြောင့်သူမဝမ်းသာသွားသည်ကျိုးချပေးမည်ကျိုးကိုတွင်လျက်တက်သွားလျင်ကားသည်သူမ၏လှုပ်ရှားမှုကြောင့်ဤကနေညှို့ဆင်းသွားသည်တစ်ပင်ကလေဖြင့်လှုပ်ခတ်နေရသည့်အထက်လူကဟိုဘက်ဒီဘက်အလှဲ့ကိုပင်ကားကငြိမ်မနေပဲလိုက်ညွှန်နေလေသည်စုကျဲလျံမငိုနဲ့တော့နော်အပေါ်ကကျိုးချပေးနေပြီမင်းအကိုကိုလှုပ်ပြီးနှိုးကြည့်အောင်မမနဲ့စားရင်မင်းဘက်ကပုံနီးတယ်ဟင့်အင်းကျမကြောက်တယ်မကြောက်ပါနဲ့စုကျဲလျံဒီမဲကြည့်ကိုတို့တောင်ပေါ်ကိုပြန်တက်နိုင်ကြမှာသိလားမလုံးမရှက်ပူးဝင်နေသောစုကျဲလျံကိုအရဲစွန်လျက်ကြောကသူမထန်ဦးထန်ကိုထိကိုင်ကြည့်လိုက်သည်အိုးဖျားသူမျက်နှာတစ်ခုလုံးမှာသွေးတွေကြီးပါလားသူ့လေပင်ကခွေခေါက်လျက်ဥသည်သူမသူ့ဘားပြင်ကိုခတ်ဆဆထိလျက်ခေါ်ကြည့်သည်မလုပ်ပါရင်ထဲမှာဒိန်ကနေဆောင်းခုံသွားသည်ဟင့်အင်းမတွေးနဲ့သူမလန်လန်းမီယာသူ့လေပင်ကိုထိကိုင်ကသွေးဆန်းကြည့်လိုက်သည်လှုပ်နေတယ်ငွေဝန်းစိတ်ထင်လို့များလားမသိငွေဝန်းမျက်စိကိုမှိတ်ပြီးစိတ်ကိုအသားလေးလျှော့ချပစ်လိုက်သည်နောက်တစ်ကြိမ်ထပ်ဆန်းကြည့်သည်သူမတည်သေးဘူးလေပင်သွေးကြောကခတ်ဖြောဖြောလှုပ်နေပါသည်သူ့မျက်နှာကသွေးတွေကိုသူမလက်ဖြင့်အသာဖွားဖွားပွတ်တက်ကြည့်သည်နှစ်ဖူးကဟတ်တက်ကွဲထန်ရပါးပြင်မှာဟတ်တက်ကွဲထန်ရတော်တော်တော့ကြီးမားသည်ဥသေးရီသူသတိလစ်နေတာပါအကိုသေးပြီလားစုကျဲလျံကအိမ်မက်ရောင်သူလို့တူမေးနေသည်မသေးဘူးထိုခဏ၌ဝင်ဝန်းတို့ကားပေသို့ကျိုးတစ်ချောင်းလျှောဆင်းလာသည်ထိုကျိုးကိုမြင်လိုက်သောအခါသူမသွေးယူသွေးတန်းမျက်ရည်ကျမိလေသည်ကဲဂျူလီယာတို့အပေါ်ကိုတက်ကြမယ်ဒီကျိုးကိုသတိထားပြီးကိုင်တော့ဒီကျိုးလွတ်သွားရင်တို့၃ယောက်လုံးသေပြီစုကျဲလျံကပူဝတ်နေရမှာဖြုံးကနေအားတက်သရောထားလိုက်သည်သူမထားလိုက်သည့်အချိန်ဖြင့်ကားသည်တကိုင်းပေါ်မှညှို့ကျလှုပ်ရမ်းသွားသည်ဖြည်းဖြည်းငွေဝန်းအော်ပြစ်လိုက်မိ၏ထို့နောက်စုကျဲလျံသည်တောင်နယံစီမှမမိတမီလှုပ်ရမ်းနေသောကြိုးစားကိုအားယူ၍ဆွဲလိုက်သည်
ပထမတစ်ကြိမ်မရစုကျဲလျင်ဖြစ်ဖြစ်ခဏဆောင်ဒီဘက်ကိုပြန်ရောက်လာမှဆွဲသူမကထန်ဦးထန်ကိုပခုံးမှဆွဲမထားရင်ပြောရသည်ငွေဝန်းတစ်ကိုယ်လုံးတစ်ဆက်ဆက်တုံနေသည်မှာကြောက်လန့်မှုကြောင့်လားကျမသိမှကြောက်တဲ့လားစုကျဲလျင်လက်ထဲသို့ကျိုးကိုမိသွားသည်ကျမတက်နေမယ်အေးစုကျဲလျင်ကားထဲမှလွတ်ထွက်သွားသည့်အခါအလေးချိန်ပြောင်းလဲမှုကြောင့်ကားသည်တစ်ဖက်သို့နှိမ်ဆင်းသွားသည်အမရှိနေရလားယင်အမပေါ်မှာပိုင်စိုး၏အတန်တဲ့အမရေကျွန်တော်ကိုအတန်လေးပြုပါဦးငွေဝန်းသည်ပိုင်စိုး၏အတန်ကိုကြားလိုက်ရသောအခါဝမ်းသာလုံးသဖြင့်လှိုက်ခနဲ့တုံရီရိမ့်ရိုင်းသွားတော့သည်သူမသူ့အားလှမ်းအတန်ပြုရန်အော်ကြည့်သည်အော်လို့မရအတန်ကစိုးနေလေသည်ပိုင်စိုးသူမအတန်ကလဲချောင်းထဲတွင်ပင်တိမ်ဝင်သွားသည်အမရေကျွန်တော်ဆင်းလာခဲ့ပြီနော်မကြောက်နဲ့စုကျဲလျင်တက်သွားသောကျိုးသည်တအီတက်နေသည်မှာစိတ်မရှိနိုင်စရာပင်ဖြစ်သည်ခလီမရေမြင်မြန်တက်ပါကားကကြောက်ထဲကြတော့မယ်ငွေဝန်းအော်ပြောလိုက်ခြင်းပင်မဲ့အတန်ကထွက်လို့မရတော့နှကန်းကလည်းတဆက်ဆက်တုံနေခဲ့ပြီအမရေကျွန်တော်လာပြီမကြောက်နဲ့နော်အတန်သည်ဝဲလွန်နေတယ်လို့ပဲမျော်လင့်လို့မရနိုင်အောင်ဝေးနေသည်ရှင်ပဲရောက်နေလေရှင်ပမာလေစုကျဲလျံသည်မြင်ကွင်းထဲမှပျောက်သွားသည်သူအပေါ်ရောက်သွားပါစေတော့မြန်အပေါ်ရောက်သွားပါစေတော့လေဟာနေတဲ့ရောက်နေတယ်လို့ပဲသူမတကိုယ်လုံးလွင့်မျောနေရင်တစ်ချိန်ထဲမှာပဲလေးပင်သောကြောက်ခဲကြီးဆွဲခံထားရတယ်လို့ပဲလေလံနေသည်ဖျားရည်တရဏဂုံကိုဘယ်ကစရွရမလဲဘာမှခေါင်းနဲ့ပေါ်မလာတော့ပြီထန်ဦးထန်၏ခြေထောက်ကကားထိုင်ကုန်အောက်မှညံ့နေသလားသူမဆွဲထုတ်ကြည့်ရမည်ဟုစဉ်းစားတော့လဲမလုံးဝကားသည်တစ်ပင်ရိမ့်တိုင်းတကြီးကြီးမြည်နေပြီဖြစ်သည်အမရေအဲ့ဒီမှာကျိုးအမတက်ခဲ့တော့ဝဲလွန်လာပင်မဲ့ပိုင်စိုး၏အတန်မှတာယာလိုက်တာဟုတွေးနေမိ၏ကျိုးကငွေဝန်းအနီးသို့ဘုတ်ခနဲ့ထီလာလေသည်သူမထိုကျိုးကိုလက်ဖြင့်လှမ်းကိုင်လိုက်သည်ကျိုးကိုထိလိုက်ရသည့်အခိုက်တန်း၌သူမတကိုယ်လုံးပေါ့ပါသွားသည်ငါမသေးတော့ဘူးကျိုးကိုစုပ်ကိုင်းကကားထဲမှအထွက်တွင်ထန်ဦးထန်စီမှညီးတန်တက်တဲ့ကြားလိုက်ရသည်ဥတဲ့သူမကျိုးဖြင့်တက်သွားပြီနော်ကျိုးပြန်ချပေးသည့်တိုင်အောင်သူတတိရပါမလားတတိမရခဲ့ရင်သူဘလို့နီးနဲ့အပေါ်ကိုရောက်နိုင်ပါလိမ့်မလဲသူကိုသူမကိုယ်တိုင်မှကျိုးနဲ့ချီမပေးလျင်သူဘယ်တော့မှအပေါ်ကိုရောက်မှာမဟုတ်သူမကင်ထားသောကျိုးကိုနှမျောတတစွာဖြင့်ထန်ဦးထန်ကိုချီနှောင်ပေးရန်ပြင်မိသည်ဟင်ကားသည်အချိန်မရွေးပြုတ်ကျသွားတော့မည်ဒီတဆင်ထပ်ပြုတ်သွားလျင်ဟိုးအောက်ခြေကြောက်ထဲသို့ကျတော့မည်မဖြစ်ဘူးကျမသေးလို့မဖြစ်ဘူးကျမမှာဆောင်ရွက်စရာတွေအများကြီးရှိသေးသည်ငွေဝန်းသည်ထန်ဦးထန်ထန်မှမျက်နှာလွှဲလိုက်ပြီးကျိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းလိုက်မိသည်ကျိုးတလျှောက်တွေ့တက်ရန်သူမကိုကားထဲမှထွက်လိုက်သည့်အချိန်တွင်ကားသည်နောက်တစ်ကြိမ်ရိမ်ခါသွားသည်ပို၍ကြမ်းတမ်းစွာကျမကိုခွင့်လွှတ်ပါဥသေးရဲ့သူမမျက်လုံးတွေမှမျက်ရည်တွေဖြင့်ဝေဝါလာသည်ငွေဝန်းသည်မျက်ရည်တွေကိုညှစ်ခါထုတ်ပြလိုက်၏မမရဲ့ကျွန်တော်မမကိုချစ်တယ်ဖွန်ဂျူလီယန်သူမပင့်သက်တစ်ချက်ကိုကြောက်လန့်တကြားချလိုက်မိ၏ထို့နောက်မှာတော့ထန်ဦးထန်၏ကိုခန္ဓာကိုကားထဲမှာအားကုန်သုံးလျက်မယူဆွဲထုတ်လိုက်သည်နိုးပါတော့ဥသက်ရဲ့ကျေးဇူးပြုပြီးနိုးလိုက်စမ်းပါတတိလစ်နေသောခန္ဓာကိုယ်သည်အလွန်အမင်းလေးလံလှသည်ငွေဝန်းသည်ကျိုးကိုထန်ဦးထန်၏ခါမှတိုင်းလျက်ပတ်လိုက်ပြီးပေါင်နှစ်ဖက်ကိုကွင်းတိုင်းလျက်ချီလိုက်သည်တစ်ထက်နဲ့စိတ်ချရမလားမသေးကြနောက်တစ်ထက်ထက်ရစ်ချီနှောင်ပေးလိုက်သည်စိတ်ချရလောက်ပြီဟုယူဆတော့မှကျိုးကိုလှုပ်ခါပြလိုက်သည်ပိုင်စိုး
အတန်က6ကတ်တိုးတိမ်နေသဖြင့်ပထမတော့အတန်ကမထွက်သူ့လေချောင်းတွေဘာဖြစ်နေပြီလဲပိုင်ဆိုဒီတခါတော့အတန်ကခက်ကြဲကြဲထွက်လာ၏သူမအားတက်သွားသည်ဆွဲပေးပါအမထို့နောက်ခွေခောက်နေသောကျိုးလုံးကကျိုးနှင့်အတူတရွေ့ပါလာတော့သည်ဆွဲပါမြန်လေးဆွဲပါပိုင်ဆိုရဲ့ထန်ဦးထန်တကိုယ်လုံးကားထဲမှလွတ်သွားသည်အလေးချိန်တစ်ခုလျော့သွားသည့်အတွက်ကားသည်တစ်ဖက်သို့ဝုန်းကနေတိမ်ဆောင်သွားသည်ငွေဝန်းကြောက်လန့်တကြားမျက်စိမှိတ်ထားလိုက်ရသည်တနေရာမှတုန်ခါနေတန်းကိုကြားရသည်ထိုနေရာသည်မိမိကိုယ်တွင်တနေရာဖြစ်မည်ငွေဝန်းကိုယ်ထဲမှတဆက်ဆက်တုံရီနေခြင်းဖြစ်သည်သူမအပေါ်ကိုမော်ကြည့်လိုက်သည်အလိုနှေးလာကြီးရဲ့ကြိုတန်လန်နှင့်ထန်ဦးထန်သည်သူမအထက်ခေါင်းပေါ်မှာပဲရှိသေးသည်ငွေဝန်းမော့ရာမှခေါင်းပြန်ငုံလိုက်သည့်အခါကားသည်ရိန်ထိုးသွား၏ရိန်ထိုးရာမှစောင်းခါလာသည်သူမကြောက်လန့်တကြားကားတန်တိုင်းကိုစုပ်ညစ်ကိုင်းထားမိသည်ဟဲ့အဲ့ဒီကိုမကိုင်းနဲ့လေဘေးကတစ်ပင်ကိုကိုင်းမှဖြစ်မည်သို့တော့ကားကိုလက်လွတ်လိုက်ဖို့သူမကြောက်နေပြန်၏ထိုအခိုင်ဝုန်းကနေလေးပြင်းတစ်ချက်တိုက်ခိုက်လိုက်ချိန်တွင်သူမတည်ရှိနေသောကဘာကြီးတစ်ခုလုံးတုန်ခါသွားသည်ကိုခံစားလိုက်ရသည်အမေကိုခန္ဓာကြံခဲ့ပြီးကားကကျေလောင်သောအတန်ဖြင့်ပြုတ်ကျသွားလေသည်အမနီးကပ်လာသောထိုအတန်ကိုငွေဝန်းကြားဘူးသလိုလိုအမဆိုတာဘယ်သူလဲအမကျွန်တော်ဒီမှာလက်လန်းလိုက်သူမတပင်ခိုင်းကိုဆွဲမိဆွဲရာစုပ်ကိုင်းလိုက်သည်အိုးနားလိုက်တာငွေဝန်းဤလက်ကိုဆူးရှသောဝေဒနာကလွှမ်းမိုးသွားသည်သူမအလန့်တကြားလှုပ်ရှားလိုက်မိ၏သူမသည်ထိုနာကျင်မှုဝေဒနာမှလွတ်သွားပြီသို့သောထိုနာကျင်မှုသာမကအရာအလုံးကနေလွတ်သွားခြင်းဖြစ်သည်အမသူမနှာခေါင်းထဲသို့လေတွေတိုးဝင်လာသည်အေးလိုက်တာအမရေအလောတကြီးခက်ဝါဝါအတန်သည်သူမနောက်ဆုံးကြားလိုက်ရသောအတန်ပါပဲအဲ့ဒီနောက်တော့လောကတစ်ခုလုံးတိတ်ဆိတ်သွား၏အတူတရာနှက်လာသော၆ကမ်းပါကြီးဟူသည်အတုံးအနှုံးကိုသူမကြားဘူးနေတာခဏခဏပါပဲသို့သောမိမိ၏နောက်ဆုံးအချိန်သည်ထိုစကားလုံးနှင့်ဆက်ဆက်နေလိမ့်မည်ဟုမနေ့ကအထိကြိုတင်မတွေးကြည့်မိခဲ့မိုးကောင်းကင်ကြီးကဇောက်တုံမိုးမျောဖြစ်သွားသည်လေတွေကသူမနှာခေါင်းထဲသို့ကြမ်းတမ်းပြင်းထန်စွာတိုးဝင်လာသည်သူမသည်အောက်သို့လွင့်စင်ထိုးကြလျက်ရှိသည်တိမ်တွေကိုထိတွေ့ခြင်းခံစားခြင်းလုံးသည့်မိမတိမ်တွေကြားထဲသို့အစီအတာမရှိတကိုယ်လုံးထိုးဆိုင်ဆင်းပြီးဝင်သွားနေခဲ့ပြီသူမပျော်ပါရဲ့လားကျဉ်းနှက်ပါရဲ့လားအေးလိုက်တာဖွန်တုလျက်မမကိုစိတ်မဆိုးပါနဲ့နော်ထိုအချိန်မှာပင်မိမိအိမ်မက်ဤနောက်ဆုံးဇက်သိန်းကိုသူမသတိရသွားသည်တရားအောက်သို့ကြောက်ကဘာနှက်သောမြစ်ထဲသို့သူမထိုးဆိုင်ဆင်းကျသွားလိုက်တာအိမ်မက်ပါအဲ့ဒါအိမ်မက်ပါအသေးနှလုံးကမူလနေရာမှခုံထွက်လေချောင်းမှာအသက်ရှူလို့မဝအောင်ကြက်ခဲစိုးနေတကိုယ်လုံးထုံကျင်အေးခဲခေါင်းထဲမှာတော့ပူပြင်းလာသည်နားနှစ်ဖက်မှာလေတိုးတန်ကတဝေါဝေါအခုဟာကအိမ်မက်မဟုတ်ဒါအိမ်မက်မဟုတ်ဘူးဖယားကြီးကျမဘလောက်ထိနာကျင်ရမှာလဲကြောက်လိုက်တာဖွန်ထုလျက်မင်းပမာလဲအောက်သို့ကျဆင်းချိန်ဘလောက်ကြာမှာလဲ6မိနစ်10မိနစ်တောင်ကဘလောက်မြင့်ပါလဲပေ9000 6000မရောက်သေးဘူးလားတိမ်ရွေ့တွေကအေးဆက်လွန်သဖြင့်တုန်ခိုင်းလာသည်သူမဘလို့အရာမျိုးအပေါ်ကျသွားမှလဲကြောက်သားအတိပြီးသည့်ကြောက်နေရန်ဆောင်တစ်ခုပေါ်လားတမဟုတ်မြေကြီးနှင့်ကြောက်သားရောနေသည့်မာကျော်သည့်အဆိုင်အခဲတစ်ခုပေါ်လားသို့တော့ယခုလိုပဲနူးညံ့အေးခိုင်းလာသည်အဖြူရောင်တိမ်ကိုတိမ်ငွေတွေပေါ်သို့လားမကြောက်နဲ့တေရတော့မည်မကြောက်ပါနဲ့လောကကြီးမှာမိမိကိုစုပ်ယူဝါမျိုးထားသောအရာတွေကများလာသည်ထ
ထိုအရာများမှလွတ်မြောက်ဖို့မှတေခြင်းတစ်ခုသာအားကိုးစရာရှိတော်သည်တေခြင်းသည်သူမအားကဲ့တင်မည်ကဲ့တင်ရှင်မတုံလှုပ်ပါနဲ့နာကျင်တုံလုံးမှုတွေစီမှလွတ်မြောက်အောင်သူမကိုကဲ့တင်လိမ့်မည်နောင်တတွေထံမှလွတ်မြောက်အောင်စိတ်ပြအာရုံမှုတွေထံမှလွတ်မြောက်အောင်ဒီတော့သူမဘာကိုများကြောက်လန့်တုံလုံးနေရအောင်မလဲကြပါစေပေါ့နာကျင်မှုလားအိုးအောက်တော့မရောက်မချင်းသူမနာကျင်မှုကိုခံစားရအောင်မဟုတ်နောက်ဆုံးအချိန်ထိတိမ်ဆိုင်တိမ်လိပ်များကိုစီးပြီးတရွေ့ရွေ့ခီးနေနေသည်ဟုသဘောထားနိုင်သည်အောက်ခြေအမာခံတစ်ခုနှင့်အရှိန်ပြင်းစွာထိပြီးအယိုးအဆုအဝေးအဖြစ်ကွဲကြေကျိုးပြတ်မသွားမချင်းပေါ့တခုပဲရှိပါသည်သူမဤကမ္ဘာလောကမှမထွက်သွားမီနောက်ဆုံးအချိန်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွင်မိမိချစ်သောလူတစ်ယောက်၏ရင်ခွင်မှာရှိသွားနိုင်ဖို့ခဏခဏစိတ်ကူးရင်ခဲ့ဘူးသည်အခုတော့ထိုစိတ်ကူးသည်ဘလို့မှမဖြစ်နိုင်တော့မှန်းသူမသိလိုက်ရပြီချစ်သူ၏ရင်ခွင်မှာခိုဝင်မေးဆက်ခွင့်လေးကိုတော့မရနိုင်တော့သည့်အဖြစ်မို့သူမဝမ်းနည်းလာပါသည်ဒါပေမဲ့ကျမချစ်သူကဘယ်မှာလဲဘယ်သူလဲတိမ်တွေဟာတိတ်လာတာပဲလို့ကိုပြောရင်မင်းယုံလိုက်ပါဆီယာမဂျူ